ဒီနေ့သမီးလေးကိုတမြန်ကြီးဖះကိုလိုက်ပို့ပေးဖြစ်ခဲ့တယ်ဖះနာရောက်တော့ပေါ့နော်ရုပ်သေးရုံနဲ့ပကြီးဆိုင်လေးကိုလည်းတွေ့သွားရောသမီးလေးအရန်ကိုပြောသွားရပေါ့နော်ဘာတလဲဆိုတော့သူချစ်မြတ်လို့ရဲ့ရုပ်သေးရုံနဲ့သူစိတ်ဝင်စားပြီးဝါသနာပါတယ်ပကြီးဆိုင်လေးဖြစ်နေလို့ပေါ့နော်သူချစ်တဲ့ရုပ်သေးရုံလေးနဲ့အမတ်တရဓာတ်ပုံလေးရိုက်တယ်ပြီးတော့သူချစ်မြတ်လို့တဲ့ပေါ့သူဝါသနာပါတယ်ပကြီးကိုလည်းပေါ့နော်လေ့လာခဲ့တယ်ပြီးတော့ဖះမှာပေါ့နော်တနခါလေးလင်းခဲ့တယ်ပေါ့နော်ပခွက်ကလေးကွက်တာပေါ့နော်တရွက်ပုံပခွက်လေးကွက်တယ်ပြီးတော့အမတ်တရဓာတ်ပုံလေးရိုက်တယ်ပြီးတော့ဖះမှာဝင်ပြီးတော့ဖះထိုးတယ်ဖះထိုးပြီးတော့ဖះမှာဖះပေါ့နော်တပတ်ပေါ့နော်တပတ်ရှောက်ပတ်တယ်ပြီးတော့ဒီလာတဲ့နေရာလေးမှာဓာတ်ပုံလေးတွေရိုက်တယ်ဓာတ်ပုံလေးရိုက်ပြီးတော့တာမီနေရာမောသွားပြီပေါ့နော်မောသွားလို့ဖះမှာနာရင်လည်းမကြီးပရိလေးစပစ်ခဲ့တယ်ပေါ့နော်ပြီးလို့လိုပဲပကံမှာလည်းပန်ရင်းနဲ့မောပတ်ပင်လာတဲ့အခါဖះမှာနာရင်လည်းပကံဒေတာအတွက်အစားစားတေးစားလေးစားခြင်းလိုပဲဖြစ်ဖြစ်ကိုချဲ့သူတွေကိုပကံပြန်လက်ဆောင်လေးပေးခြင်းလိုပဲဖြစ်ဖြစ်ကံမှာပေါ့နော်အကဲစိန်ကြီးလေးပေါ့နော်အကဲစိန်လေးရဆိုရင်ပကံဒေတာမှာထွက်တဲ့မကြီးသီးစစ်စစ်နဲ့ပြုလုပ်ထားဖြစ်တဲ့ကြောင့်မလို့စားလိုက်ရင်ပေါ့ချင်းပြုံးပြုံးလေးနဲ့ချက်ချင်းကိုပေါ့နော်လက်ဆန့်သွားမှာဖြစ်ပါတယ်အကဲစိန်မကြီးပရိလေးရဆိုရင်ပြီးတော့ပြီးပါပေါ့နော်လက်လီလက်ကစနစ်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ပကံကိုပေါ့ချစ်မြတ်နှုတ်ပြီးတော့လက်ပတ်ရတက်နှစ်တက်ကြတယ်လို့ပကံဒေတာထွက်အစားစားလေးဖြစ်တဲ့အကဲစိန်မကြီးပလိတ်လေးကိုလည်းတက်နှစ်တက်ကြမယ်လို့မျှော်လင့်မိပါတယ်ရှင်